သောဟံဝါယမိတ်တာမိယထာတတ္တိယထာဗလံခိသံပါရံသမုဋ္ဌတကတ္တံပုရိသကာရိယံကျင်းဝန်းသွားသေးတယ်ဘာပြောလိုက်တော့ဆိုသောအဟံဝါယမိတ်တာမိငါဟာတဲ့အစွမ်းတတ္တိရှိသလောက်ခွန်အားရှိသလောက်ကျိုးပန်းအထုတ်မယ်သမုဒ္ဒရာကြီးရဲ့ဟိုဘကန်းကိုရောက်သည့်ထိအောင်ငါသွားမယ်ယောက်ျားတွေလှုပ်တဲ့လှုပ်ထိုက်တဲ့လုံလဝီရိယကိုငါနောက်မဆုတ်ဘဲနဲ့ဆက်လုပ်မယ်ဆိုပြီးပြောပြီးတော့အဲ့ဒါကူးပါလေဆက်ပြီးတော့ကူးသွားတယ်မင်းနဲ့စကားပြောအချိန်ကုန်တယ်ဆိုပြီးတော့အဲ့မှာဘုရားလောင်းဆက်ကုန်အဲ့ဒီဂါထာလေးနော်စိတ်ဓာတ်ကြားတဲ့ပုဂ္ဂိုလ်ကြီးရွတ်ဖို့ကောင်းတဲ့ဂါထာသောအဟံဝါယမိတ်တာမိသောအဟံထိုငါဟာယထာတတ္တိစွန့်ရည်တတ္တိရှိသလားယထာဗလံခွန်အားရှိသလားဝါယမိတ်တာမိလုံလပြုမယ်သမုဒ္ဒတသမုဒ္ဒရာရဲ့ပါရံဟိုဘကံအရောက်ခိဆံသွားမယ်ကတ္တံပုရိသကာရိယပုရိသကာရိယယောက်ျားတွေလုံလထုတ်ပြီးပြုလုပ်ရမယ်အလုပ်ကိုကတ္တံဆက်လက်ပြီးတော့လုပ်မယ်ဆိုပြီးဆက်ကူးသွားပါလေ